Don't kill them. Madam, the Salom go. Manu? Do that. Manu? Darling, oh, this Salom, you will do it. You know me, I'm not. Mali ne, ibe baba ne ya. Me ya, tu de. Mali bi chit bu lai. Chit de. Ibe baba ne ja, no mo ni yo. Ibe baba ne ya me. Chit ma pi ya. Chit ne na. De le. Ba ba me ni. Ko ba ko. Ta ke me. Ta ke me. Ni bu ne me se long tong long pietပေါက်တွင်းနေတယ်အနောက်ရှစ်တွေအခက်ခဲတွေအတားအဆီးတွေမတွေ့ရကြုံရတယ် 来着，来着。来ခဲ့ပါမောင်ကြီးရယ်။မောင်လေးနဲ့လိုက်ခဲ့ပါနော် ဟာမရဘူးလိုက်လို့မရဘူးကျွန်တော်ဒီဆေးလုံးပြည့်အောင်မယ်မလိုက်တော့ဘူးနော်ဆေးလုံးပြည့်အောင်မလိုက်တော့ မောင်ကြီးရယ် ဟာပြီဟာတော့ဝဲတတော့လိုက်တော့ဘုံကြီးမလိုက်တော့နောက်ဖောင်ပဲလိုက်တော့ Don't get me that. That don't sound like a what do you know? What do you know? Bibi! Vai, Davi!ဘာဖြစ်နော်အေးငါတို့တော်ပါပြီကွယ်တော်ပါပြီတော်တော့ဘာရဲ့မောင်ကန်ပဲငါတို့ရဲ့ရဲစွမ်းတတ်တိကြောင့်အခုလိုရည်ရွယ်ချက်အတိုင်းအခုလိုဝိဇ္ဇတူဘွားကိုအောင်မြင်ပေါက်ရောက်ခဲ့ပြီပေါ့ကွယ်ဂတိပေးထားတဲ့အတိုင်းဒီတစ်သက်စားလို့မကောငါတို့ဘက်ကိုယေရနာတွေချိမြင့်ခဲ့ပြီကဲဘာကျွန်တော်ဘောက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာကျေးဇူးအများကြီးတင်ပါတယ်ဗျာဒါရင်ဖေကဦးမလဲကိုငါတပည့်ရဲ့ရဲစွမ်းတတ်တိဂုံပြုတဲ့အနေနဲ့ငါတို့ဝိဇ္ဇာတွေကအသုံးပြုလိုက်တဲ့တိတ်တိဝေလှမ်းမြန်ကိုတပါးတည်းချင်းမြင့်ကြအောင်ပါဘုရားကဲငါတို့ဒီလမ်းမြန်ကိုရတဲ့အချိန်ဟာစပြီငါတို့ပဲဟာရေရှုံးမိုးပြန်နေတဲ့လူဆောင်ကောင်းတစ်ယောက်ဖြစ်ပြီပေါ့ကွယ်ဘာကျေးဇူးအများကြီးတင်ပါတယ်ဗျာကျေးဇူးအများကြီးကိုတင်ပါတယ်
ငါတပည့်ကိုဘာတစ်ခုတော့မှားကြည့်ဒီလံပြန်ရတဲ့အချိန်ဟာစပြီးပြင်စာနန္ဒီယာကံကိုမကျွလုံမိဖို့တော့အရေးကြီးတယ်အဲ့ဒါကိုတော့အထူးကြီးစိုက်စေခြင်းနဲ့ကွယ်ဟုတ်ကဲ့ပါစိတ်ချပါအဖလဲလူဟာစခန်းမြမ်းမှုအတွက်လှမ်းလိုက်ဦးမယ်ကွယ်မြတ်ပါပါကိုမောင်ကဗျာခင်ဗျားလှန်အစွမ်းကတော့အမခန်းလောက်ပါပဲဟုတ်ကဲ့ငါတက်မှာလေမင်းလောက်လှန်အစွမ်းထွက်တယ်ပြီငါတယောက်မှမတွေ့သေးဘူးကွာတန်နဲ့ကောင်မင်းဒီတိုင်းရုပ်ဘယ်ရတာဒီလန်အကျုပ်ကိုဝိဆာမလို့ရထားတာဝိဆာမတိုင်းဘာနားမလဲဘူးလောလောဆယ်မောင်မေးကိုဖမ်းလိုက်ကျုပ်ကဘာဖြစ်လို့ခင်ဗျားတို့ဖမ်းကြမှာလဲမောင်မေးရဲ့လှန်ဆွမ်းကတော်တော်လေးနာမည်ကြီးတာပဲအဲ့ဒါကြောင့်ဘင်းရဲ့ရွှေနားတော်ပေါက်ကြားသွားတယ်ဘင်းကသူ့ရဲ့အာဏာကိုဖီဆန်ပြီးပုံကန်လေးလို့သတ်မှတ်တယ်အဲ့တော့မောင်မင်းကိုဖမ်းခိုင်းလိုက်တာကျုပ်ကခင်ဗျားတို့မပုံကန်ပါဘူးဗျာဒီလားလေလေကျုပ်ဆရာကျုပ်ကိုပေးထားတာဗျာကျုပ်ကအခုသူတို့ကိုလေကစားပြနေတာပါကျုပ်ခင်ဗျားတို့မပုံကန်ပါဘူးဗျာနော်အဲ့ဒါလေရှင်းရှင်းဝေးပြောမနေနဲ့မောင်မင်းအေးစေးစေးဖမ်းခံပါ